ဒီနေ့မှာတော့အကောင်းဆုံးကြက်ပေါင်းသားစီပြန်ဟင်းကိုကြက်ပြပေးတော့ပါမယ်။အရာနူးညံ့ပြီးအရသာရှိလွန်လို့တင်တစ်ခါစားရင်နောက်တစ်ခါချက်တောင်းနေရမှာပါ။ကြက်သားရဲ့အချိုဓာတ်ကိုဘီယာရဲ့အနံနဲ့ပေါင်းဆက်လိုက်တဲ့အခါထမင်းမြင့်စင်မဲ့ထူးခြားတဲ့ဟင်းတစ်ခွက်ဖြစ်လာမှာပါ။ပထမဦးဆုံးကြက်ပေါင်းသားတွေကိုအရသာစိတ်ဝင်လွယ်အောင်အစင်းရလေးတွေပေးထားပါ။ပြီးရင်ကြက်သားတွေကအညီနံ့တွေကင်းစင်သွားစီဖို့ရေအေးထဲမှာချင်းကြက်သွန်မီနဲ့ဟင်းကြက်ဝိုင်းတို့ထဲကရင်နွေးဖော်ပြီးတန့်စီအောင်ပြန်ဆေးထားလိုက်ပါ။ချက်ပြတဲ့အခါမှာတော့ဒေအိုရဲစီအပူပေးပြီးကျက်သွန်မေးချင်းနဲ့ငရုတ်ဒီကြောက်တို့ကိုအနံ့မွေးပြန်လာသည့်အထိစီတတ်ပါအနံ့မွေးလာပြီဆိုရင်ပြင်ဆင်ထားတဲ့ကြက်ပေါင်သားတွေကိုထည့်ပြီးအသားအရောင်လော့ပါလာစေဖို့ပဲငယ်များကြီးအကြီးအနောက်နဲ့တကြားခဲ rock sugar တို့ကိုထည့်ကတမအောင်မှွေးပေးပါတကြားခဲကိုသုံးပေးခြင်းကဟင်းရည်ကိုကြည်လင်တောက်ပါစေပြီးအယောင်အစင်းကိုပိုမိုလော့ပါစေပါတယ်ဒီဟင်းရည်လျို့ကိုချက်ကတော့ဘီယာတဘူးနဲ့ရေနွေးအနှဲငယ်ထည့်ပြီးတီးထားခြင်းပါမယ်ဘီယာကအသားကိုအားလောင်အောင်နူးညံ့သွားမှာဖြစ်ပြီးထူးခြားတဲ့အရာသာကိုပေးဆွဲနိုင်ပါတယ်အရာသာတော့စားကြက်သားမုန့်နဲ့ငရုတ်ကောင်းမုန့်တို့ကိုထည့်ကအဖုံးအုပ်ပြီးမိနစ်20ခန့်မီးအေးအေးနဲ့တီးထားပါနောက်ဆုံးမှာတော့မီးပြင်းပြင်းနဲ့ဟင်းရည်ခန်းကစီးပြန်လာသည့်အထိတီးပေးပြီးကြက်သွန်မြေလေးတွေဖြူးပေးလိုက်ရင်တော့ရှယ်အရာသာရှိရဲ့ကြက်ပေါင်သားစီပြန်ဟင်းကိုသုံးဆောင်နိုင်ပါပြီဘီယာထဲမှာပါတဲ့ alcohol ဓာတ်ကချက်ပြုတ်နေစဉ်အတွင်းအငွေ့ပြန်သွားမှဖြစ်လို့ကလေးတွေလည်းစိတ်ချလက်ချစားသုံးနိုင်သလိုကြံရည်ခဲ့တဲ့အနံ့နဲ့အရသာကတော့ကြက်သားဟင်းကိုပိုပြီးထူးခြားသွားစေမှာပါ